right okay မြန်မာနိုင်ငံမှာရ43စာပဲစီရှိတယ်ကိုဝိတ်ကနေပြီးတော့$1.50 PB စီဈေးကို$98ကိုကိုဝိတ်ကနေပြီးတော့တင်လိုက်တယ်ကိုဝိတ်မှာအကုန်လုံးပိတ်တာကျွန်တော်ကိုဝိတ်ကနေအခုပဲထွက်လာတာ I'm not waffling ကျွန်တော် waffling လုပ်နေတာမဟုတ်ဘူးဒါ officially ကိုဝိတ်ကနေပြီးတော့ကြေညာလိုက်တာမြန်မာနိုင်ငံမှာလက်သေးရက်40ကုန်ဝိုင်းစီမရှိတော့ရင် ambulance ဘယ်လိုလုပ်မှာလဲ fire breaker ဘယ်လိုလုပ်မှာလဲမီးလောင်နေဆိုရင် ambulance အရေးပေါ်ဘယ်လိုသွားမှာလဲအကေတယောက်ယောက်ဟိုဟာတစ်ခုဖြစ် pregnant woman ကနေပြီးတော့ကလေးကို birth လုပ်တော့မယ်ဆိုရင်ဘယ်လိုလုပ်မှာလဲပြော fire emergency ဖြစ်ရင်ဘယ်လိုသွားပြီးတော့ဟိုဟာလုပ်မှာစီမရှိဘူးဆိုရင် school run ကိုဘယ်လိုလုပ်မှာလဲပြောကလေးတွေကြောင်းသွားမှုအတွက်စီမရှိဘူးဆိုရင် business ဘယ်လို run ဖြစ်မှာလဲ economy ဘယ်လို run ဖြစ်မှာလဲကဲစီမရှိဘူးဆိုရင် okay what's going to happen next do you think about it okay the war that huma Middle East ka the war we don't know you know Trump ပြောပြီး 4 week ကြာမယ်ဆိုပြီးပြောပြီးဒါပေမဲ့အကလုံးတည်တယ်ဒါ more likely it will be DRI 4 weeks ka more likely will change ဆိုလို့လေအကလုံးတည်တယ် it could be 6 weeks it could be 8 weeks it could be 3 months 2 to 3 months ကြာနိုင်တယ် okay what do you think အခုခမည်းပါလောက်ရမှာလဲအခုဒီဗီဒီယိုခမည်းချင်းမြန်မာနိုင်ငံမှာထိုင်တာဖြစ်ဖြစ်ယူရိုပမှာပဲဖြစ်ဖြစ် Middle East မှာပဲဖြစ်ဖြစ် war ဖြစ်တဲ့နေရာကကမ္ဘာလုံးအကုန်လုံးအထီတာဒီ war က Middle East က CEO တကမ္ဘာလုံးသွားတာ CEO contribute လုပ်တဲ့နေရာမှာတကမ္ဘာလုံး contribute လုပ်တာအကဲ Middle East က hit ဖြစ်သွားပြီဆိုရင် Middle East ကပိတ်သွားပြီဆိုရင် CEO အကုန်လုံးတကမ္ဘာလုံးသွားမှာပိတ်သွားပြီ CEO everything ပဲ okay အကဲမြန်မာနိုင်ငံမှာ စီမရှိတော့ဆို imagine ဘာတွေဖြစ်နိုင်လဲအခုခမည်းဘာလုံးရမှာလဲဆိုနံပါတ်1 cash ဘယ်နိုင်ခမည်းဘယ် continent မှာ Asia ပဲဖြစ်ဖြစ် Middle East ပဲဖြစ်ဖြစ် Europe ပဲဖြစ်ဖြစ်okay ကျွန်တော် everywhere ကိုကျွန်တော်တွားပြီးသွားပြီခင်ဗျာဘယ် content ဘယ်မြို့မှာပဲဖြစ်ဖြစ်ဘယ်ရွာမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်လုံးဝမဲ့အချက်တွေက simple ပဲ9ချက်ပဲခင်ဗျာဟိုဟာလုံးဝမယ်နံပါတ်1 torch okay torch နဲ့ဖျောင်းနိုင်တယ်အကုန်လုံးအိမ်မှာ stock up လုပ်တာဘာလို့လဲဆိုမီးမနိုင်တော့စီမရှိတော့မီးမနိုင်တော့နံပါတ်2စားမို့ကိုစားမို့တောင်းမို့အတွက်အကဲမီးမရှိဘူးဆိုရင် portable ဖြစ်နေရမယ်wall ဆိုမှာဆိုရင် portable electric portable ရေနံစီရမီးဖို့ portable ဟိုဟာ charcoal တွေအရန်ရေးကြည့်တယ်မီးတွေးတွေကအရန်ရေးကြည့်တယ်မီးတွေးတွေက it could be ကိုချမ်းမို့တောင်းမို့စားမို့တောင်းမို့အရေးကြည့်တော့ it could be other way ကိုအပူတက်လည်းပေးနိုင်တယ်မီးတွေးတွေက why not ကိုချမ်းနေနဲ့ကိုအပူတက်လည်းရအောင်မီးတွေးတွေအရန်ရေးကြည့်တယ်မီးပိုတွေမီးတွေးဟာတွေဒါပေမဲ့ mainly အကွဲကိုကဟို wall ဆိုမှာဆိုရင် portable ဟာတွေကိုကိုက weather portable ကိုလွယ်ကိုတဲလို့ရတဲ့ဟာလေးတွေတိတိလေးတွေကို weather okay နံပါတ်3 communication အရင်ရေးချင်အကဲကိုက wall ဆိုမှာဆိုရင် communication အကဲ wifi ပြတ်သွားရင်ဟိုမီးမရှိတော့ internet မရှိတော့ phone connection မရှိတော့ဆိုရင် radio က minimum communication ရမယ် minimum ဟိုဖြစ်မို့အတွက် radio okay ပြီးတော့နံပါတ်4ကိုကနေပြီးတော့လောက်ရမယ့်ဟာအကဲ၍ကိုက wall ဆိုမှာဆိုရင် radiation တွေအတွက်ဆိုရင် radiation တော့ကိုအိမ်မှာစနေပြီးတော့ plant လေးတွေလောက်တာ snake plant ပဲဖြစ်ဖြစ်ဟိုဟာ aloe vera plant ပဲဖြစ်ဖြစ် okay တခြား plant တွေရှိတယ် radiation တွေကို absorb လုပ်တဲ့ဟာအကဲအကုန်လုံးပိတ်ပြီးတော့ radiation ကို absorb လုပ်လို့ရမှုတော့အဲ့ဒါဝယ်တာနံပါတ်5 duct tape တွေရှိရမယ်ဟိုဟာ cello tape တွေရှိရမယ်ဒါပေမဲ့ strong tape တွေရှိရမယ် window တွေအကုန်လုံး seal လုပ်မှုတော့အကဲဖြစ်ချင်ဆို window တွေအကုန်လုံး seal လုပ်ရမယ် okay that's how imagine ခမည်းမြန်မာနိုင်ငံမှာနေတယ်ခမည်းမြန်မာနိုင်ငံမှာစီမရှိတော့နိုင်ငံဘယ်လို run လုပ်မှာလဲပြောDo you think about this? What's going to happen next? Or ကျွန်တော်ဒီမှာ action ယူပြီးတော့ကျွန်တော်အခုဒီမှာ London မှာထိုင်နေတာ action ယူပြီးတော့ကျွန်တော်ထွက်လာတာအခုဒီမှာ brokey တွေအကုန်လုံးစဉ်းစားပြီးကြောက်နေတဲ့လူတွေအကုန်လုံးအခုမှစပြီးတော့ oh let's pack the bag oh my baby crying ကလေးငိုနေတယ် let's pack the bag let's go now too late I took the action and I'm here now okay ကျွန်တော်လောဆိုရင်2ရက်ရှိပြီကျွန်တော်ဟိုလောက်တာအခုကြည့်တယ် step 1 air radar ဖွင့်တယ် okay where flight are flying flight တွေဘာမှလဲကြည့်ရ okay ကိုဝိတ်မှာမရှိဘူးဟိုဘာရိန်းမှာမရှိဘူး okay ဟိုမှာမရှိဘူးအဲ့တော့ဘယ်ဦးသွားလို့ရမယ် flight တွေလုံးဝစမှာ2နေရာမှာ flight ဖြစ်တယ် Riyadh မှာ flight ဖြစ်တယ် Saudi Arabia Riyadh မှာရှိတယ် Saudi Arabia Jeddah မှာရှိတယ် okay how I'm gonna get there okay by sea ရေနဲ့သွားမှာလားရေကသွားလို့မရဘူးအကုန်လုံးဟိုမှာကြောက်ရှိတယ်မြတ်တင်းမောတွေအကုန်လုံးဟိုကြောက်ပြီးသွားပြီကြောက်ကိုချပြီးသွားပြီတို့ရ move flow မရှိတော့ဘူးဘာလို့လဲဆို sky လေရေထဲမှာ already missile တွေကသွားနေတယ်ကဲအပေါ်ကနေပြီးတော့ they're not going to move okay airspace က already done airspace တွေအကုန်လုံးကပိတ်ပြီးသွားပြီ okay Saudi ကဘယ်လိုသွားမှာလဲဆိုတော့တစ်ခုပဲရှိတယ် okay ကုန်းပေါ်နေသွားမို့ကားနဲ့ကားမောင်းပြီးသွားမို့ okay let's get car ကားကိုယူတယ် Saudi ကိုကျွန်တော်သွားတယ် Saudi ကိုကျွန်တော်သွားမို့တော့3 step ကျွန်တော်လုပ်တယ်ပထမဆုံး step က Kuwait ကနေပြီးတော့ Saudi border ကိုကျွန်တော် Kuwait ကနေ Saudi border အဲ့မှာ not တယောက်လူလာကျွန်တော်မှာ contact အကုန်လုံးရှိတယ်ကျွန်တော် contact လို့ကျွန်တော်ဆိုကျွန်တော်ပေးလို့ရတယ်
Saudi border ကိုဖြတ်မှုအတွက်ကားတစ်စီးကျွန်တော်ရှိလာတယ်အဲ့ကားကဘာလဲဆိုတော့သူက document တွေပါတယ်အကုန်လုံးကျွန်တော်ရှိလာတယ် Saudi border ကိုဖြတ်မှုအတွက်အဲ့လူကကျွန်တော်တဲတယ်တဲပြီးတော့အဲ့မှာအကုန်လုံးကျွန်တော်ရှင်းပြတယ် fingerprint လုပ်တဲ့ဟာတွေ Saudi border လုပ်တဲ့ဟာတွေမှန်ချပြီးတော့လူတွေနဲ့စကားပြောတဲ့ဟာတွေ communication လုပ်တဲ့ဟာတွေ step by step ကျွန်တော်ရှင်းပြတယ် mentally ကျွန်တော် physically prepare လုပ်တယ်ပြီးသွားတာနဲ့ Saudi border ကိုဖြတ်တာ it's a piece of cake document တွေခင်ဗျားရှိမှာအကုန်လုံးရှိရဆိုရင်ခင်ဗျားအဲ့လို document ပေး piece of cake ကားထဲမှာထိုင်ပြီး cake ထိုင်စားနေရုံပဲအဲ့လောက်ထိ easy ဖြစ်တယ် okay ကျွန်တော်တို့အဲ့မှာ Kuwait border ရောက်သွားချင်အဲ့မှာစပြီးတော့အဲ့မှာဟိုဟာစပြီးတော့ missile နဲ့ပြီးတော့စပြီးမိတာအဲ့မှာ silent နဲ့စပြီး off ဖြစ်တယ် silent ကဘယ်လောက်ထိ powerful ဖြစ်တယ်ဆိုတော့အဲ့မှာလူတွေအကုန်လုံး face က change ဖြစ်သွားတယ် Kuwait border မှာ everyone scared okay ကျွန်တော် ready ပဲဟိုဟာ rocket ကို catch လို့မို့ I'm not scared of rocket okay ready ပဲကျွန်တော် okay let's catch a rocket why we have to scare မကြောက်တရားမရှိဘူး okay catch a rocket လုံးဝwe are ready I'm ready don't want catch the rocket လုံးမို့ okay next Kuwait ကနေပြီးဝင်တယ် okay ဝင်ပြီးတော့ကျွန်တော် Kuwait ကနေဝင်တယ်Kuwait border ကိုဖြတ်ပြီးတော့ okay အဲ့မှာ Kuwait border ကိုဖြတ်ပြီးသွားရင်အဲ့မှာဟို middle land ဆိုတာရှိတယ်အဲ့ဒါ Kuwait ကလည်းပိုင်တယ် Saudi ကလည်းပါတယ်အဲ့ဒါဆို middle road လို့ခေါ်တယ်အဲ့မှာကျွန်တော် middle road မှာကျွန်တော်သွားနေတယ် Kuwait ကလည်းအဲ့ middle road ကလိုက်တယောက်တော့ပဲပြိုင်တာတယောက်တော့ပဲပိုင်တာ Kuwait ကနေဖြတ်ပြီးသွားတော့ middle road ကိုမောင်းပြီးသွားနေချင်မှာ Saudi border ဝင်တဲ့ချိန်ကျရင်3 step ခင်ဗျား go to လုပ်ရမယ်နံပါတ်1ကသူက document တွေအကုန်လုံး check လုပ်မယ်နံပါတ်2ကခင်ဗျားကို check လုပ်မှာလူတွေကို check လုပ်တာ okay fingerprint တွေပါတယ်အကုန် check လုပ်နံပါတ်3ကကားကို check လုပ်တာဟိုမှာwayping လောက်တာတွေ slate တောက်တာတွေပါရှိရင်ကိုတုံးတဲ့ဟာ package တစ်ခုပဲယူသွား slate တောက်မှုတော့ border ကို crossing လုပ်မယ်ဆိုရင် it doesn't matter ဘယ် border ကိုပဲခင်ဗျား crossing လုပ်ရင်ဟို stock up တွေလုပ်ပြီးတော့ border ကိုသွားပြီး crossing မလုပ်နဲ့ဟို slate တောက်အတောက်တွေအကြီးတွေနဲ့ဝယ်ပြီးမလုပ်နဲ့တခါတည်းအဲ့မှာ delay ဖြစ်မှာခင်ဗျားပဲ delay ဖြစ်မှာခင်ဗျားကိုပဲ fine လုပ်မှာသူက okay use next Saudi ကိုဝင်တော့ဘာမှမယူရနဲ့အကဲလိုတဲ့ဟာကိုပဲယူရ stock up တွေဘာမှမလုပ်ရနဲ့ဟို custom ကို clear လုပ်မှုအတွက်ဘာမှတော့မလုပ်နဲ့သူကကားတွေအကုန်လုံးဖွင့်ပြီးတော့ကားတွေအကုန်လုံး check လုပ်တာအကဲ၍သူကမယိုးတော့အကဲကျွန်တော်သွားတယ်ဆိုရင် Saudi ကိုဝင်တယ်မလားဘာလဲဆိုတော့ distasha ဝတ်သွား Saudi ကိုဝင်တာနဲ့ distasha Arabic dress အဖြူအောင်ရှေ့ကြီးကိုဝတ်သွား okay ဝတ်ပြီးရင်လူတွေနဲ့တွေ့တာနဲ့ဆက်လာမို့ပေးအဲ့ဆိုခင်ဗျားရဲ့ step ခင်ဗျားရဲ့ဟာတွေအကုန်လုံး easy ဖြစ်မယ်အကဲခင်ဗျားကြောင်တောင်နဲ့ဟိုဟာ awkward ပုံစံနဲ့ဟိုဟာသွားပြီးတော့လုံနာတခါလေခင်ဗျားကောက်ဟိုရက်တောက်တဲ့ကိုထည့်ပြီးခင်ဗျားကောက်လည်းဆင်မယ်ခင်ဗျားလူတွေအကုန်လုံးတော့အဲ့မှာဆင်မှာ because I've seen it ကျွန်တော်နဲ့တော့ကျွန်တော်မောင်းတဲ့ driver ကပြောတယ် this is the first time ကျွန်တော် driver ကျွန်တော်ပြောတယ် this is the first time ငါကအဆင်မခံရတာတဲ့ဘာလဲဆိုတော့တဲ့ငါဒီကနေဖြတ်တိုင်းငါကောက်အဲ့လိုတောက်ထဲမှာထည့်ပြီးသူ sick လုပ်တယ်တဲ့ဘာလို့ဆို it's me I'm on it distasha ဝစ်တာတဲ့အုတ်ထုတ်ဝစ်တာလူတွေနဲ့ဆလမ်ပေးသွားတယ် that's it done that's what you need to do you need to know ဘယ်လူနဲ့ဘယ်လိုစကားပြောရမှာလဲ awkward သွားပြီးတော့ဗမာစကားလည်းမရအင်္ဂလိပ်စကားလည်းမရဆိုပြီးသွားပြီးလုံနေတယ်ကြောင်တောင်လုံနေ awkward လုံတာနဲ့ကားကိုထည့်ပြီးခင်ဗျားကိုစစ်ပြီးခင်ဗျားကိုတန်းပြီးတော့ report လုပ်မှာ okay communication is a key confidence is a key eye contact is a key eye contact က body language နဲ့လူတစ်ယောက်ကိုပြောတာငါမှန်တယ်ဆိုတာ okay eye contact မလုပ်ဘူးဆိုရင် you are sending a body language signal အရှိရလို့ signal ပေးနေတယ် something is not right ဆိုပြီးတော့စကားပြောရဲဆို eye contact လုပ်ရတယ်လူတွေနဲ့ even though if you are wrong eye contact လုပ်တဲ့ဟာနဲ့ you can get away with that okay Saudi border မှာကျွန်တော်ဖြတ်သွားတယ်အဲ့မှာကျွန်တော်ဘာပြောလဲဆိုတော့fingerprint လုံးမို့တော့အဲ့ကားမောင်းတဲ့လူကကျွန်တော်ပြောတယ်နေ the first time ဝင်တာမဟုတ် first time ဝင် fingerprint လုံးမလုပ်ရသေးဘူး fingerprint လုံးမခေါ်သွားတယ်ကျွန်တော် fingerprint နဲ့လုံးမို့လည်းတော့ already done တဲ့နေ fingerprint already ရောက်သွားကျွန်တော် last year Saudi ကိုသွားပြီးသွား I'm going around ကျွန်တော်အဲ့လို like every minute every day ကျွန်တော်ကဘာကိုအဲ့လိုပတ်နေတာ I know what's going on okay နေ fingerprint already done တဲ့ okay done ဆိုပြီးတော့ waste of time ဆိုပြီး passport ယူတယ်ထည့်တယ်ပြီးတော့လည်း Saudi border ကိုတမ်းပြီးဖြတ်တယ် Saudi border တမ်းပြီးဖြတ်တဲ့အချိန်ကျတော့တကားဖွင့်တယ်အဲ့မှာ customer လူရှိတယ်အဲ့မှာလူတွေရှိတယ် okayအဲ့ဒီ customer လူကကျွန်တော် question မေးမဲ့အပူ customer တွေပြော custom document ကို what did he give me question မေးတဲ့ပြင်ကျွန်တော် cup တေးသေးလေးနဲ့ကျွန်တော်လက်ဖေးတိုက်တယ် Saudi ကနေပြီးတော့ imagine question မေးမဲ့နေမှာလက်ဖေးတိုက်တယ်လက်ဖေးတောက် I have a picture ကျွန်တော် waffling လုပ်တာမဟုတ်ကျွန်တော်မှာ picture ရှိတယ်ဟိုအဲ့လက်ဖေးတေးသေးလေးပေးတယ်ကျွန်တော်ဘက်ကနေကျွန်တော်ဗာလဲတော့ gift တစ်ခုကျွန်တော်ပေးလိုက်တယ်ဗာလဲဟိုဟာ mode snack mode တစ်ခုကျွန်တော်ဟိုဟာ bread top ကနေဝယ်ထားတဲ့ဟိုဟာ snack mode sandwich လေးတေးသေးလေးကျွန်တော်တို့တစ်ခုပေးလိုက်တယ် done sandwich BY okay then he say he doesn't want it but I give him done ပြီးသွားတာနဲ့လုံးဝ Saudi ဝင်သွားလိုက်တယ် Saudi ဝင်ပြီးသွားရင် Saudi ရဲ့ border pass ကနေပြီး Riyadh ကိုသွားတဲ့ချိန်ကျရင်5 hour ကားမောင်းအောင်မယ်ကျွန်တော်တော့ဆိုရင် night time မောင်းတာ is literally nothing ကားမီးရလွဲရင်လမ်းမှာဘာမီးမှမရှိဘူး dark moody ဟ
ဟိုဘက်ကိုကြည့်လိုက်ရင် desert ဒီဘက်ကိုကြည့်လိုက်ရင် desert literally ခင်ဗျားမှာဘာမှမရှိဘူး desert မှာခင်ဗျားမောင်းနေတာ okay the only thing ခင်ဗျားလိုတာပါလဲဆိုအကဲ border crossing ကနေပြီးတော့ဟို airport ကို Riyadh ကိုသွားမယ်ဆိုရင်ကားမှာရေတွေစားမှုတောင်းမှုတွေပါတယ်အကုန်လုံး stock up လုပ်တာ okay ခလေးတွေပါတယ်အကုန်လုံးရှစ်တွေပါတယ်ရှင်းစရာရှိအကုန်လုံးရှင်းပြီးတော့ကားထဲမှာအကုန်လုံးထားပြီး ready for drive ready for the action ကြားထဲမှာရက်မယ်ဟို waffling လုပ်မယ် time break ယူမယ် no you don't have time you ngà bay sa de ngà McDonald KFC ရှာမယ် no literally desert အဲ့ဒါဘာမှမရှိဘူးခင်ဗျားအဲ့မှာ coffee ဆိုင်တွေ့မယ် miles away မှာလည်းဖေးဆိုင်တွေ့မယ်အဲ့ဒါတွေကန်ကောင်းရင်ဖွင့်ထားမယ် okay who wants to ခင်ဗျားကိုဘယ်သူ serve လုပ်မှာလဲဟိုမှာဒုံးကြီးတွေပြစ်နေတာဟာ okay အကုန်လုံးကားထဲမှာအကုန်လုံး stock up လုပ်တာရေတွေပါအကုန် stock up လုပ်ပြီး one go 5 hour ကားထဲမှာပြောမယ်ငါ break ယူမယ် no you don't need to take a break just drive see ရှိတာမရှိရင် just drive we'll see okay see about အကုန်လုံးထည့်ပြီးသွားတယ် just drive တို့ပြောမယ် you don't need a break 5 hour နေပွားနေ break ယူမယ် are you dying တို့မယ် are you dying yes or no no then you don't need a break just drive okay အဲ့လိုမျိုး that's it done that's Saudi ဝင်တယ် Riyadh ကိုဝင်တယ်ပထမဆုံးကျွန်တော်ဘာလုပ်တာလဲဆိုတော့ဟိုဟာBangkok ကိုကျွန်တော်ဝယ် Bangkok ကို flight ဝယ်လာတာ Bangkok က cancel ဖြစ်သွားတယ်အဲ့ဒါနဲ့ flight က cancel ဖြစ်သွားတယ်အဲ့မှာချက်ချင်းဒီလို email လာတယ် cancellation email လာတယ်တို့လာတယ်ကျွန်တော် laptop ကိုတို့ဖွင့်တယ် bank UK ကို Manchester ကိုကျွန်တော်တမ်းပြီးဝင်လိုက်တယ် London ကျွန်တော်သိရ Londonမှာ competition တွေအများများနေမယ် London မှာလူတွေအများကြီး drive from we might get cancel အဲ့ဒါကျွန်တော် Manchester ကိုတက်ဝယ်တာတိတက် Manchester ကိုဝယ်မှုအတွက် flight ဝယ်ပြီး Manchester ကိုသွားမယ်ဆိုပြီးအဲ့လိုဝင်လိုက်တာ okay ဘာလို့လဲဆို it might be potential that okay passport ကိုကြည့်ပြီး cancel လုပ်တာလည်းဖြစ်နိုင်တယ်ဟိုအများကြီးပဲ connection တွေရှိတယ်ကျွန်တော် Bangkok ကိုသွားတော့ Dubai ကနေပြီးတော့ဒီ Saudi ကနေ Dubai ကနေပြီးတော့ Bangkok ဆိုပြီးဝယ်ထားတာဒါပေမဲ့ cancel ဖြစ်တာကြတော့ Saudi ကနေ Dubai ကို cancel ဖြစ်တယ် Dubai ကနေပြီးတော့ Bangkok သွားမယ်ဟာ cancel မဖြစ်ဘူးအဲ့တော့ Dubai transit ယူရမယ် flight တွေအကုန်လုံးခင်ဗျာအခုကနေစပြီးတော့ potential လောက်တာ Dubai transit သွားမယ် flight တွေအကုန်လုံး cancel ဖြစ်မှုရှိတယ်ဒါကျွန်တော်ခင်ဗျာကိုကြိုပြီးပြောတာလားokay ခင်ဗျာ Dubai ကနေပြီးတော့ဝင်မယ်ဆို is more likely cancel ဖြစ်မှုရှိတယ် forget about this it mean အခုခင်ဗျာထွက်ချင်တယ်ဆိုရင် step ကပါလဲဆိုခင်ဗျာဒီကနေပြီးတော့ step 1ခင်ဗျာထွက်မှုအတွက် step 1ကပါလဲဆိုတော့အခုဒီကနေပြီးတော့ထွက်မှုခင်ဗျာဒီကနေပြီးတော့ထွက်ချင်တယ်ဆိုရင် step 1ကပါလဲဆိုတော့ flight ticket ကိုခင်ဗျာယူရမယ်ယူပြီးရင် step 2ကခင်ဗျာဘယ်နေရာကိုသွားချင်တာလဲစဉ်းစားအကဲကိုကနေပြီးတော့ middle east မှာဆိုရင် middle east ကနေပြီးတော့ထွက်တဲ့နိုင်ငံကျွန်တော်ဟိုဟာ connection ကနေပြီးတော့လူတွေက Ethiopia ကိုသွားတယ် Ethiopia ကနေသွားပြီးတော့ transit လုပ်တယ်ကျွန်တော်မှာတကယ်ချင်းနေဆိုရင် middle east ကနေပြီးတော့ထွက်ချင်တာ step 1 middle east ကနေထွက်ကြိုက်တဲ့နိုင်ငံထွက်ချင်တဲ့နေရာကိုထွက်ပြီးရင် step 2အဲ့ကိုရောက်ပြီးစဉ်းစားမယ်ငါ next ကိုပဲသွားမှာလဲဆိုတာဘာလို့ at least ငါ middle east မှာဝါဆိုကနေပြီးတော့ငါ way wide that's how you're going to take the action okay it's not only that ခင်ဗျားသိရမှာဘာလဲဆိုတော့ war ဖြစ်တယ်ဆိုရင် stock up တွေလည်းလုပ်ရမယ် okay stock up လုပ်တာလည်းအရင်ရေးကြည့်တယ်ငါဘာလိုတယ် minimum ခင်ဗျားကျွန်တော်အခု minimum ပြောမယ် any country any continent မှာခင်ဗျားရှိ Asia မှာပဲဖြစ်ဖြစ် Europe မှာပဲဖြစ်ဖြစ် Middle East မှာပဲဖြစ်ဖြစ် anywhere raw ဖြစ်တယ်ဆိုရင်နံပါတ်1ကခင်ဗျား2 to 3 months stock up လုပ်ရမယ်2လနေ3လတိတိကိုက powerful ဖြစ်တဲ့ mode တွေစားတဲ့တောက်တဲ့ဟာတွေစမ်းနေစီးတယ်အကုန်လုံး stock up လုပ်ထားရမယ်နံပါတ်2 torch ဖျောင်းနိုင်တယ်အကုန်လုံး stock up လုပ်ရမယ် torch အကုန် stock up လုပ်ရမယ်စီက high rocket မီးတွေအကုန်လုံးပြတ်မှုရှိတယ်$98ကိုကိုဝိတ်ကနေပြီးတော့တန်းပြီးတော့ဒီလိုမျိုးလှုပ်ချပလိုက်တယ်$1.5ကနေပြီးတော့ PP ဒေါ်လာကနေပြီးတော့98ကိုလှုပ်ချပလိုက်တယ် imagine okay အဲ့တော့မီးအသေးပြတ်မှုရှိတော့ခင်ဗျာဖျောင်းနိုင်ဆောင်တာ torch တွေဆောင်တာ battery တွေဆောင်တာပြီးတော့အိမ်မှာ2လနေ3လတိတိ stock up လုပ်တာဒီ war မပြီးမချင်းအိမ်မှာ stock up လုပ်တာပြီးတော့အကဲခင်ဗျာ war ဆောင်မှာနေတယ်ဆိုရင်ခင်ဗျားလိုအချက်တွေအများကြီးရှိတယ်အိမ်မှာဟိုထားမို့တဲ့ plant အိမ်မှာဘာ plant ထားလာတယ် snack plant ပြီးတော့aloe vera plant အဲ့ plant နေရာအလားအတွက်ထားတာမို့အဲ့ plant နေရာအကဲ radiation ဖြစ်တယ်ဆိုရင်အဲ့ radiation ကို absorb လုပ်တယ်အဲ့တော့ခင်ဗျားအသက်ရှူမို့အတွက် oxygen level တော့ခင်ဗျားအတွက်ပိုကောင်းမယ်ပြီးတော့အိမ်မှာ duct tape okay normal tape duct tape အကုန်လုံးအိမ်မှာဆောင်းတာပါလို့အဲ့ duct tape တွေပါတယ်အကုန်လုံးက window တွေအကုန်လုံး cover လုပ်မို့အတွက်we don't know you might need it you don't know ပြီးတော့ Middle East မှာခင်ဗျားဖြစ်တယ်နေတယ်ဆိုရင် window တွေနဲ့အဝေးမှာနေ okay ခင်ဗျားနေတဲ့အခန်းက underground ဖြစ်ရမယ် basement ဖြစ်ရမယ်ပြီးတော့ window မရှိအောင် window လုံးဝရှိလို့မရအောင် window ကနေပြီးတော့ problem ဖြစ်တာ radiation တွေဟိုဒုံးကြီးဖြစ်တယ်ဆိုရင် okay ဒုံးကြီး apart you have to be in basement မှာဖြစ်နေရမယ်
window မရှိတဲ့ basement မှာဖြစ်နေရမယ်ပြီးတော့ခမရနေတဲ့နေရာအကဲ basement မှာဆိုရင်ဓာတ်တိုင်ရဲ့နီးနားမှာနေအကဲအပေါ်ကနေပြီးတော့တစ်ခုခုကျတယ်ဆိုရင်ဓာတ်တိုင်ပေါ်ကျရင်ဓာတ်တိုင်ကနေပြီးတော့ more strong ဖြစ်တယ်အဲ့တော့ခမရဓာတ်တိုင်နားမှာနေခမရအဲ့လို random နေရာမှာသွားပြီးမနေနဲ့ဓာတ်တိုင်ကနေပြီးတော့ခမရကို support လုပ်မယ်ပေါ်ကနေပြီးတော့ကျတယ်ဆိုရင်ခမရအဲ့ဓာတ်တိုင်အောက်မှာနေတယ်ဆိုရင် okay anything ခမရမသိဘူးဆိုရင်အခု Middle East မှာအလုပ်လုပ်တာဖြစ်ဖြစ်ခမရမသိဘူးဆိုရင်တခု information လိုချင်တယ်ဆိုရင် comment section ရှိတယ် comment section မှာလာပြီးတော့ comment ရေး add value လုပ်လူတွေကို help လုပ် okay ဒီ channel ကဒါ community လုပ်တာလားမြန်မာတွေအကုန်လုံးဒါ community လုပ်တာတယောက်ကိုတယောက် value တွေ exchange လုပ်ရမယ်ကျွန်တော် millionaire တွေနဲ့ကျွန်တော်တွေ့တဲ့အချိန်ကျရင် he want to give value to me and I want to absorb value from me I want to give the value he want to take the value millionaire တွေအချင်းချင်းတွေ့တဲ့အချိန်ကျရင် value တွေကိုကျွန်တော်တို့အဲ့လို exchange လုပ်ကြတယ် we ask the good questions စကား communication နဲ့ value exchange ကိုလုပ်တာကျွန်တော်တို့ဟိုအပိုတွေဟို waffling တွေအပိုတွေပေါက်ကြရတဲ့စကားမပြော waste of time အလုပ်တွေတခုမှမလုပ် value exchange တော့ comment section မှာလာတယ်ဆို value တွေကိုပေးကိုတီးတဲ့ဟာလေးတွေကိုရှင်းပြကိုတီးတဲ့ဟာလေးတွေကိုအဲ့လိုမျိုးလမ်းတွေကိုချပြ okay နောက်လူတွေဒုက္ခမရအောင်ဆိုပြီးတော့ okay အဲ့တော့ value exchange အရင်ရေးကြည့်တယ်ပြီးတော့ at ကျွန်တော် live မှာအောင်မြင်တာကျွန်တော်ဟိုးမှာကျွန်တော် live မှာကျွန်တော်ဟိုးဆင်းရဲတဲ့ဘဝကနေပြီးတော့မွေးလာတာ okay the lowest echelon ကနေပြီးတော့ကျွန်တော်တက်လာတာ okay lowest လူဘဝမှာ lowest အဖြစ်ဆုံးအဆင့်ကနေပြီးတော့ကျွန်တော်တက်လာတာဘာမှမရှိဘူးအိမ်မှာဘာမှမရှိဘူး single mother နေပြီးတော့တက်လာတာအိမ်မှာဘာမှမရှိဘူးဘာမှ support မရှိဘူးဘာမှအရေးပညာရေးအရေးချင်း support ဘာမှမရှိဘဲနဲ့ကျွန်တော်တက်လာတာ everything ground up ကနေပြီးတော့0ကနေပြီးတော့ကျွန်တော် try လုပ်ခဲ့ပြီး0ကနေပြီးတော့ကျွန်တော်စူးစမ်းလာတာ if I can do it anyone in the world can ကျွန်တော်မဆဲကျွန်တော် can do it okay so lowest echelon ကျွန်တော်တက်ခဲ့တဲ့အကြောင်းရန်ကုန်မှာ lowest အဖြစ်ဆုံးရန်ကုန်မှာ worst area worst town worst city မှာ worst ကျောင်းကျွန်တော်တက်လာတာ okay ရာနဲ့ချီပြီးတော့ကျွန်တော်ကျောင်းနေပြီးတော့10တန်းဖြည့်တယ်အဲ့ဒီမှာ4ယောက်ပဲလူအောင်တယ်အဲ့ဒီက one of them is me ကျွန်တော်ခက်ကဆိုရင်10တန်းအောင်ခဲ့တော့ okay only ကျွန်တော် life မှာအောင်မြင်ခဲ့တာဘာလို့လဲဆိုတော့ကျွန်တော် book smart မဟုတ် street smart ကျွန်တော်အလုပ်တွေအကုန်လုံးလုပ်ပြီးတော့ action ယူပြီးတော့ကျွန်တော်အောင်ခဲ့တာထိုင်ပြီးတော့စာအုပ်ဖတ်နေပြီးတော့ထိုင်ပြီးစာအုပ်ဖတ်နေပြီးတော့ဘာမှလမ်းဖြစ်ခဲ့တာမဟုတ်ကျွန်တော်တကယ်အလုပ်လုပ်ပြီးတော့အမားနဲ့ mistake တွေအများကြီးနဲ့လမ်းဖြစ်ပြီးတော့ improve ဖြစ်ပြီးတော့ကျွန်တော်အောင်ခဲ့တာ okay so this is up to you you want to be a book smart or street smart okay next ကျွန်တော်ထပ်ပြီးတော့ပြောလိုက်မယ် UK ကနေပြီးတော့ London ကနေပြီးတော့ student visa တွေအကုန်လုံး restriction ထည့်လိုက်ပြီး ban လုပ်လိုက်ပြီးဘာလို့ဆိုတော့လူတွေအကုန်လုံးလာတယ်လာပြီးတော့ဘာလုပ်လဲ they literally come UK ကနေပြီးတော့လာတယ်ကျောင်းသွားမှုစာသင်မှုဆိုပြီးလာတယ်ကျောင်းဘယ်သူမှမသွားဘူး okay what they do they go to Camden မှာသွားပြီးတော့4 pound make 4 pound make ဆိုပြီးတော့ Camden မှာသွားပြီးမဟုတ်ရောင်းတယ်ကျောင်းမသွားဘူး attendance ကမသွားဘူးစာကောင်းအောင်မလုပ် degree ကောင်းအောင်မယူ oh ပြီးတော့ life က tough ဖြစ်လာ oh okay what I can do okay ငါ asylum သွားပြီးတင်လိုက်မယ်okay ငါ asylum သွားပြီးတင်လိုက်မယ် oh okay I can do asylum သွားပြီးလူတွေအကုန်လုံး asylum သွားပြီးတင်တယ် okay 2021 and 2025 ထိ UK မှာ asylum တင်တဲ့ဟာ skyrocket ဖြစ်သွားတဲ့အတွက်အကုန်လုံး asylum တင်ဖို့ပိတ်လိုက်တာမဟုတ်ဘူး student visa တွေအကုန်လုံးအခုပိတ်လိုက်ပြီ I understand ခမရတကယ်ကျောင်းမှာစာလုပ်တဲ့လူကျွန်တော်10တန်းကို4ယောက်တည်းမှာကျွန်တော်တယောက်ပဲအောင်တယ်ကျွန်တော်တကယ် I work my ass off ကျွန်တော်အသေးစာလုပ်ပြီးတော့ကျွန်တော်စာ hard work ကိုလုပ်ပြီးကျွန်တော် life မှာကျွန်တော်အကုန်လုံး hard work လုပ်ပြီးတော့လာတာ from the beginning ကျွန်တော်သိတယ် no one will come and save me no one will come and save you ဘယ်သူမှလာခဲ့မှာမဟုတ်ခင်ဗျားကိုချမ်းသာအောင်ခင်ဗျားကိုဒုက္ခကနေထုံးဖို့အတွက်ခင်ဗျားကိုယ်ပိုင်ကိုလောက်အောင်ခင်ဗျားကိုဘယ်သူမှ I can ကျွန်တော်မှာ blood နဲ့ရေးပြီးတော့ပေးလိုက်မယ် no one can come and save you ဘယ်သူမှလာပြီးကဲမှာမဟုတ်ခင်ဗျားဒုက္ခရောက်နေတဲ့ချိန်ကျရင်ခင်ဗျားကိုလာခင်မဲ့လူဘယ်သူမှမရှိဘူး you have to do it yourself ခင်ဗျားကိုတထေးဖြစ်မှုတော့ဘယ်သူမှလာပြီးလမ်းပြမှာမဟုတ် you have to do it yourself ဒါကျွန်တော်ဟိုးအရင် beginning ကလေးကျွန်တော်ဟိုး young age ကလေးကျွန်တော်သိတယ်ကျွန်တော် life ဘယ်သူမှလာခင်မှုမရှိဘူး if I need something ကိုယ့်ဘာကိုကျွန်တော်ကိုယ့်ဘာကိုလောက်အောင်ကိုယ့်ဘာကို try လုပ်အောင် no one will come and save you ဟိုးအရင်ကလေးကျွန်တော်ကြည့်တယ် not cool step number 2 action ယူရမယ် action ယူရမယ်ထိုင်ပြီးတော့သွေးနေမအောင်မြင်အဲ့ဒါကြောင့်တကယ်ကဘာပေါ်မှာအရင် smart ဖြစ်တဲ့လူတွေက end up အလုပ်လုပ်နေတာတကယ် dumb ဖြစ်တဲ့လူတွေပေါ်မှာသွားပြီးအလုပ်လုပ်တာ A student တွေကျောင်းမှာ A ရတဲ့ student တွေအကုန်လုံးကကျောင်းမှာ C ရတဲ့ student တွေသွားပြီးအောက်မှာအလုပ်လုပ်ရတယ် B student တွေက they are working for the government လုပ်နေတာ okay
A student တွေကဘာလို့ C student တွေအောက်မှာသွားပြီးအလုပ်လုပ်ရလာလဲဆိုတော့ C student တွေက they are သူတို့က already ညံတုံးနေတာသူတို့ကညံတုံးနေတယ်ဆိုတော့သူတို့ညံမမီဘူးဒီအလောက်ကအောင်မြင်မှာလား failure ဖြစ်မှာလားဆိုတာမမြင်ဘူးသူတို့ညံပါတယ်သူတို့ညံမထက်လို့ညံတုံးနေသူတို့ကပါတယ်အောင်မြင်တာကိုပဲသူတို့တွေ့တယ်အဲ့ဒါသူတို့လှုပ်လိုက်တယ်သူတို့က failure ဘက်ကိုမစင်းစားဘူးခမားတို့တော်တဲ့လူတွေကညံရှိတဲ့လူတွေကထက်တဲ့လူတွေကသူတို့တွေအောက်မှာလှုပ်နေဘာလို့လဲဆိုတော့ခမားတို့က failure ကိုစဉ်းစားပြီးတော့ကြောက်ပြီးတော့ action မယူလို့ကျွန်တော်ဒီမှာဟိုကနေကူဝိတ်ကနေပြီးတော့ကျွန်တော်ထွက်လာတာအကဲဒါကျွန်တော်ကူဝိတ်ကနေပြီးတော့အောက်လန်းကနေပြီးတော့သူတို့တွေအကုန်လုံးပုံစံကြောက်ပြီးတော့ကျွန်တော်နေတယ်ဆိုရင်ကျွန်တော်အခုထွက်နိုင်မှာမဟုတ် okay ကြောက်ပြီးတော့နေတယ်ဆိုကျွန်တော်ထွက်နိုင်မှာမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အကုန်လုံးမေးတယ်တို့တွေဘာလို့မထွက်တာငါ action လို့ကျွန်တော်တို့ပဲကြောက်လို့ okay ကြောက်နေလို့ဖြစ်မှမရှိဘူး action ခင်ဗျားယူရမယ် action ဘယ်လိုယူရမှာလဲဆိုတော့ speed over perfection ခင်ဗျား speed ကိုကြည့်နေမယ်okay ခင်ဗျားအလုပ်တစ်ခုကိုလုံးမခင်ဗျား speed ကိုကြည့်နေရင်ခင်ဗျားဘယ်လိုအောင်မြင်မှာလဲအောင်မြင်ဖို့မရှိဘူး speed ကိုခင်ဗျား action ယူရဲဆိုရင် speed နဲ့ action ယူ perfection ကိုတွားပြီးမလုပ်နဲ့ perfection ကဘာလဲဆိုတော့ perfection ကဟောငါဒီအောင်ငါအကုန်လုံး perfect ဖြစ်သွားမှာငါ YouTube channel ကိုစမယ်ငါအကုန်လုံး perfect ဖြစ်သွားရင်ငါစမယ်ငါ weight chart ပြီးရင်ငါစမယ်ငါမျက်နှာနည်းနည်းလေး clean ဖြစ်သွားရင်ငါစမယ်ငါမှာ perfect light ရှိရင်ငါစမယ်ငါ perfect camera ရှိရင်ငါစမယ် no ကဘာပေါ်မှာရှိတဲ့ YouTuber တွေတွားပြီးကြည့်လိုက် Mr Beast ကိုတွားပြီးကြည့်လိုက်သူတို့တွေစတော့ဟိုသူတို့ရဲ့ basement မှာဘာမှ perfection မရှိကြတဲ့တို့စခဲ့တာရှိတဲ့မြကဘာပေါ်မှာနာမည်ကြီးတဲ့ YouTuber တွေ okay millions billions of channel YouTuber တွေအကုန်လုံးတွားပြီးတော့ကြည့်လိုက် they started when they are not ready I can hands down I can guarantee okay this AC need to be closed the next one podcast ကိုလာပြီးတော့ AC ကလာပြီး stop လုပ်နေ AC ကို turn it off a whole car need to be turn it off I don't need it okay second it's getting cold in the car တဆာထဲမှာ getting cold ဖြစ်နေတယ် need to turn it off မီးတွေကားထဲမှာကျွန်တော်မီးတွေနဲ့အဲ့လို fire ကိုဒီမှာလောက်ရမယ် okay next ကိုက action ယူခြင်းနဲ့ဆို perfect အချုံတွားပြီးမဆောင်နဲ့ perfect thing ကိုတွားပြီးမလုံးနဲ့ perfect ဟာကိုတွားပြီးမလုံးနဲ့ကို ready မဖြစ်ခင်ကလေးကနေ action ယူလိုက်အကဲကို fail ဖြစ်တယ်ဆိုရင် fail forward ကိုအရှိကိုကို forward ဖြစ်မှာကျွန်တော် life မှာအဲ့လိုမျိုးပဲကျွန်တော်လုပ်ခဲ့ပြီးအောင်မြင်တာ action ယူတယ် fail ဖြစ်တယ် reflect လုပ်တယ် reflection တွားတယ် feedback ယူတယ်ပြီးတော့ not good action ယူတယ် that's how Elon Musk Elon က time ပြီးတော့စာအုပ်ဖတ်နေတာမဟုတ် Elon ဒုံးကြီးတွေလွတ်နေ Elon သူ့ရဲ့ဒုံးကြီးတွေပထမပိုင်းမှာအကုန်လုံးက destroy ဖြစ်နေတယ် okay burn out ဖြစ်နေတယ် okay ဒုံးကြီးတွေအကုန်လုံးပောက်ကွဲနေတာဘာလို့လဲဆိုတော့ time ပြီးတော့သူစာအုပ်ဖတ်ပြီး perfection နဲ့ဒုံးကြီးကိုလုပ်နေတာမဟုတ်သူက action ကို speed နဲ့သူယူနေတာသူဒုံးကြီးပောက်သွား he learn something and then he learn something he repeat that's how he work that's how the world work okay so think about it okay တခုလိုချင်တာတခုကမရှင်းတာရှိရဆိုရင် comment section ထဲမှာလာပြီးတော့ May 3ကိုကဘယ်နိုင်ငံမှာ stuck ဖြစ်နေတယ် okay ကျွန်တော်တို့ရှိမှာ connection ရှိတယ် passport လိုချင်တဲ့လူဘယ်နိုင်ငံက passport ကိုဘယ်လိုလိုချင်တာလဲကျွန်တော်ရှိမှာ connection ရှိတယ်ဘယ်နိုင်ငံကိုသွားချင်တာလဲဘယ်လိုလုပ်ချင်တာလဲအကုန်လုံးကျွန်တော်တို့ detail နဲ့ connection နဲ့ကျွန်တော်မှာလူတွေရှိတယ် we will guide you okay Middle East ကနေပြီးအခုလောဆယ်မှာ touch ချင်တယ်ဆိုရင် connection ရှိတယ် let us know okay comment section မှာလာပြီးတော့ mail or direct information လိုချင်တယ်ဆိုပြီးတော့ direct mail ကျွန်တော်ရှိမှာ connection ရှိတယ်ကျွန်တော်တို့ door ကနေပြီးတော့ Middle East ကနေပြီးတော့ခင်ဗျားတို့ door ကနေပြီးတော့ဟိုလိုထုတ်သွားမဲ့လူတွေလည်းကျွန်တော်ရှိမှာရှိတယ် okay ဟို Saudi airport ကို door ကနေပြီးတော့ airport ကိုအဲ့လို safely အဲ့လိုမျိုး safely securely ခင်ဗျားတို့လုပ်ပေးမဲ့ထုတ်ပေးမဲ့လူတွေရှိတယ် passport တွေဘယ်နိုင်ငံ passport ကိုဘယ်လိုလိုချင်တာလဲ okay ဘယ်နိုင်ငံ passport ကိုဘယ်လိုလိုချင်တာလဲဘယ်လို business investment လုပ်ချင်တာလဲ okay တခုရှင်းတာကိုမသိတာရှင်းလာပြီးတော့ comment section ကို May 3 okay we will guide you dia community လောက်တာလား anything you not sure we will guide you and ကျွန်တော်တို့ waffling လောက်တာမဟုတ်ကျွန်တော်တို့ပေးတဲ့ step တွေအကုန်လုံးကကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ကျင့်သုံးနေတာ if okay ကျွန်တော်တို့ action လုပ်နေတဲ့ဟာကို okay ကျွန်တော်ထင်တယ်ဒီလူဒီလမ်းကိုတွားရင်အောင်မြင်မှာမဟုတ်ဒီ way နဲ့ 100% ရှောင်အောင်မြင်မှာမဟုတ်ဆိုတော့ we not gonna guide you ကျွန်တော်အဲ့လိုလုပ်မှာမဟုတ် okay next okay so တော့ကျွန်တော်ပြီးသွားရင်အခုဒီမှာလန်ဒန်မှာမိုးရွာနေတဲ့အပြင်မှာလန်ဒန်မှာကျွန်တော်အခုမနေ့ပြန်မနေ့ကြာရင် we're going to go to Manchester ဘာလို့လဲဆိုတော့ it's too crowded London is too crowded already ဖြစ်သွားပြီ okay Manchester နေမှုထိုင်မှုစားမှုတောက်မှု is everything good okay Manchester everything okay ခင်ဗျားအဲ့လိုမျိုးလိုက်ကောင်းမခင်ဗျားပတ်စံ go for long then go for Manchester
your money will go longer okay like I'm Nida China Sara Tauda if everything is good London Machina everything retarded do they go retarded pin everything is stress everything is moody and then everything gone go so we don't no if you want to be live you want to go to Manchester so where that Bangkok ko to mo so where that Bangkok cancel ဖြစ်သွားမှာဟုတ်ကျွန်တော်ဥမာ Bangkok ကပတားရမှာထိုင်ပြီးကျွန်တော်ဗီဒီယိုလုပ်နေတယ် okay anyway destination တော့ချိန်လို့မရဘူး destination မှာရှိတဲ့အဲ့နေရာကိုသွားမှာပဲအဲ့ဒါတော့ချိန်လို့မရဘူးဒါပေမဲ့ what you can do in your ကိုမှာဘာ destination already ရေးပြီးသွားပြီကိုလုပ်လို့ရတာ action ပဲယူလို့ရမယ်အကဲကိုက action လုပ်ချင်တယ်ဆိုရင်ကိုရအောင် action ကိုယူရမှာပဲ okay အဲ့ဒီဆိုဘယ်နိုင်ငံဗီဇာလိုချင်တယ်ဘယ်နိုင်ငံကိုသွားချင်တယ်ဘယ်နိုင်ငံနဲ့ဘယ်လိုသွားချင်တယ်ဘယ်ထွက်ချင်တယ်ဘာလုပ်ချင်တယ်အကုန်လုံးကျွန်တော် detail နဲ့ရှင်းပြ now next 40ရက်40ကဘိုးပဲမြန်မာနိုင်ငံမှာစီရှိတယ် imagine what you going to do after that what is your step ခင်ဗျာအခုကနေစပြီးတော့ဘာ stock up လုပ်မှာဒီ video ပြီးသွားလာနေခင်ဗျာအိမ်မှာခင်ဗျာ family safe ဖြစ်ဖို့အတွက်ခင်ဗျာဘာ step တွေ action ယူမှာလဲခင်ဗျာဘာ step တွေစဉ်းစားပြီးသွားရတယ်ခင်ဗျာ family ကို safe လုပ်ဖို့အတွက်ခင်ဗျာအိမ်မှာခင်ဗျာအိမ်ကလူတွေခင်ဗျာကိုခင်ဗျာ warm up လုပ်ဖို့စားဖို့တောင်းဖို့နေဖို့ထိုင်ဖို့ shelter okay basic need တွေတော့ခင်ဗျာဘာလုပ်တာလဲရက်လေးတဲ့နေပွိုင်းမနိုင်ငံမှာစီမရှိတော့ဘူးဆိုရင်ဘာ action တော့ခင်ဗျာယူတာလဲကူဝိတ်ကသူတို့ they don't care they not going to send you okay သူတို့ကဟိုမှာ they got everything ကျွန်တော်ကူဝိတ်မှာနေတာအဲ့လိုဒီလိုမျိုးအဲ့လိုကျွန်တော်ဖုန်းကနေပြီးတော့ဒီလိုမျိုးကျွန်တော်အဲ့လိုလုပ်လိုက်တာနဲ့အဲ့မှာဒုံးကြီးပဲဖြစ်ဖြစ်ဟိုမှာတက်နက်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအိမ်ထိလာပြီးတော့ဒီလိုပဲလောက်သွားမယ်မဟုတ်တယ်အဲ့မှာတလဘတ်တေကီတာတွေအကုန်ရှိတယ် app ကနေပြီးတော့ကျွန်တော်မှာလို့ရတယ်အဲ့လိုလာပြီးဟိုမှာလို့သူတို့တွေအိမ်မှာကလူကလေးတယောက်ရှိရင်အဲ့ကလေးတယောက်ကိုထိန်ဖို့ကြော်9ယောက်ရှိတယ် okay what you got nothing okay အဲ့တော့ခင်ဗျားဘာလုပ်မှာလဲခင်ဗျားဒီဘဝကနေခင်ဗျားထွက်မှုတော့ခင်ဗျားဘာလုပ်မှာစဉ်းစား okay we will guide you ကျွန်တော်တို့ guide လုပ်ပေးမယ် laptop နဲ့ wifi နဲ့ table နဲ့ထိုင်ပြီးတော့အခုခေတ်မှာ drop shipping လုပ်တာ Amazon လုပ်တာ content create လုပ်တာ AI ကိုသုံးတာ okay editing လုပ်တာ we will teach you anything ကျွန်တော်တို့လုပ်တဲ့လက်တွေ့ကျွန်တော်တို့လုပ်နေတဲ့ဟာတွေကို screen share လုပ်ပြီးတော့ကျွန်တော်ဝင်ငွေတွေကိုပြမယ်ကျွန်တော်လက်တွေ့သုံးနေတဲ့ဟာတွေကို step တွေကိုကျွန်တော်ရှင်းပြမယ် modern money making ကိုကျွန်တော်တို့အကုန်လုံးရှင်းပြမယ်It is up to you whether you take the action မြန်ကွန်ပျူတာပေါ်မှာတွားပြီးတော့ဒီ cloud တစ်ခုနှိပ်မုံအောင်ခင်ဗျာ lazy ဖြစ်နေတယ်ဆိုရင် you are destined to be a loser ခင်ဗျာ failure ပြီးဝိုင်းလာပြီးတော့ email လေးပို့ပြီးမိမယ် oh how can I get to win how are you going to compete okay you are competing against like me okay ကျွန်တော်တို့24/7 အလုပ်လုပ်နေတဲ့လူတွေ okay I'm very successful ဖြစ်ပြီးသွားတော့ကျွန်တော်တို့အဲ့လိုမျိုးအသေးကိုကုန်းပြီးတော့အလုပ်လုပ်နေတာ every minute every second phone နဲ့မှာ okay အလုပ်လုပ်နေတာ computer နဲ့အလုပ်လုပ်နေတဲ့လူတွေ and you need the break you need to go to coffee shop you need to take a break we don't take a break and you need the break how are you going to compete okay think about it if okay တခုခုမရှင်းတာရှိရဆိုရင် message တွေမေး comment section မှာလာပြီးတော့မေး add value လို့မသိတာရှိရင်မေး okay awkward မလုံးနဲ့အဲ့လိုမျိုးကြည့်ပြီးတော့ video ကြည့်ပြီးတော့ oh okay ဒါငါမြန်မာနိုင်ငံမှာနဲ့မတက်ဆိုင် no you going to be in trouble မြန်မာနိုင်ငံလူတွေက the most team မှာဘာလို့လဲမြန်မာနိုင်ငံမှာစီမရှိဘူး they will not going to send you see they don't care သူတို့မှာအကုန်ရှိတယ်သူတို့မှာကျွန်လည်းရှိတယ်သူတို့မှာ stock up လည်းရှိတယ်သူတို့မှာ like now နှစ်90ဘူးသူတို့နိုင်ငံမှာအကုန်လုံးနေမို့ထိုင်ဖို့စားဖို့တောင်းဖို့ရှိတယ်အကဲနှစ်90အထိဒီ war သွားနေတယ်ဆိုရင် they are the most powerful သူတို့အဲ့မှာ US ကိုပြောတာ US ကလာပြီးသူတို့ protect လုပ်မှာ you are the one you got nothing ရလေးတဲ့နေပြီးမှမြန်မာနိုင်ငံမှာစီမရှိတော့ဘူးဆိုရင် business ဘယ်လိုလမ်းဖြစ်မှာလဲကျောင်းဘယ်လိုလမ်းဖြစ်မှာလဲ emergency ambulance ဘယ်လိုသွားမှာလဲပြီးတော့ fire breaker ဘယ်လိုသွားမှာလဲ who can come and protect you အမကားမရှိတော့စီမရှိတော့ဘူးဆိုရင်အကဲစီရှိရင်တော့ it's going to be ဝုန်းဟိုအပေါ်သွားမှာဘူးမှတက်နိုင်မှာမဟုတ်အဲ့မှာစီနေမှာမဟုတ်တော့$98ကိုကူဝိတ်ကနေပြီးတော့တင်လိုက်တဲ့ CEO so how you going to afford you barely got money for food how you going to afford that money think about it what are you going to do okay အဲ့တော့အခုကနေစပြီးတော့2လ3လတိတိ stock up လုပ် okay arrogant မလုံးနဲ့ arrogant လူတွေမအောင်မြင်ဘူးတစ်ပင်အောက်ကျရင်တေသွားမယ်လူအောက်ကျရင်တေမှာမဟုတ် use your brain ကျွန်တော်ဒီမှာဒီ channel ကို subscribe လုပ် we don't need you you need us okay ဒီ channel ကခမ ्या ကိုလုံးဝ right information ခမ ्या ကိုဒီစင်ရတာဘွားနေထွက်ပြီးတော့ millionaire ကိုလုပ်ပေးနေတာ information အကုန်လုံးပေးနေတာ we are guiding you to the right way okay subscribe and like ပြီးတော့ဒီ channel ဒီ video share လုပ် we don't need you okay ခမ ्या subscribe မလုပ်ဆိုရင် we don't need you
you need us okay I made it really clear ဘာလို့လဲကျွန်တော်မှတခြား way တွေနဲ့ကျွန်တော်အများကြီး way တွေပတ်စံရှာနေတာ this is up to you whether you want to get out from this life or not ကျွန်တော်အိုက်ဘုံကနေပဲကျွန်တော်ထွက်ခဲ့တာစားစရာဒီနေ့ရှိရဆိုမနေ့ပြန်မရှိဘူး okay အင်ကြီးအဝတ်စားဆိုရင်သူများပေးတဲ့အင်ကြီးဝတ်စားတွေကိုကျွန်တော်တို့ဝတ်ရတယ်ကျွန်တော်ငငယ်တော့ဆိုရင်ကျွန်တော်တို့အဲ့လိုဆင်းရတာကျောင်းသွားတဲ့ဟာ the worst ကျောင်း in the town မှာသွားခဲ့တာ the worst ကျောင်းသွားခဲ့တာ okay 10တန်းအောင်တဲ့ဟာ 0.001% ပဲရှိတယ်အဲ့ကျောင်းကနေပဲ10တန်းအောင်မို့အဲ့ကျောင်းကျွန်တော်အဲ့ရနေပဲထွက်ပြီးတော့ကျွန်တော်အကုန်လုံးလုပ်ခဲ့တာ okay so we know ကျွန်တော် live နှစ်ခုလုံးကြည့်ပြီးသွားဟို rock bottom လည်းကြည့်ပြီးသွားဟို top ကိုလည်းကြည့်ပြီးသွား on the top မှာ no one cares about အများတော့ you need to act now